စပိန်နဲ့ဆရာကြီးရောတယောက်ကစပိန်ညံ့နေဆိုလို့ပြောလို့ရှိရင်ကျော်စပိန်ညံ့ဆရာကစတမာတယောက်ပြေကလိုင်းတယောက်လည်းဝင်လာပြီးတော့စပိန်မညံ့တော့လို့ပြောလို့ရှိရင်ညံ့ဆရာကြီးနဲ့ဒါပေမဲ့ကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောချင်တာဘဝတစ်လျှောက်လုံးမှာလုံးဝစပိန်ညံ့တဲ့လူတွေရှိတယ်အဲ့ကြောင့်ကျွန်တော်ပြောပြချင်လို့ကျွန်တော်စက်ခေဆန်တွေကလုံးဝသူတို့ရဲ့ဘဝတစ်လျှောက်လုံးမှာစပင်မညံ့ဘူးသူတို့အတွက်စပင်ဟာပြပေးထားတဲ့သဘာဝပုံစံဖြစ်လို့သူတို့တွေကလုံးဝစပင်ညံ့သူတို့တွေကထာပန်နေဝတ်ပြီးတော့စနေတကြထိန်းသိမ်းကြတယ်အဲ့မှာရှိရဲ့ဘာဘာတွေကတော့စိုးဆက်ပါစိတ်မကောင်းပါဘူးပေါ့ကြတော့ Rastafari movement ဆိုတာရှိရပါတော့ဒါကြတော့သူကျွန်တော် draw တွေကြည့်ပြီးတော့အရှိထားတယ် reggae ဆိုတော့ boss mali တော့သိကြပါပါတော့ reggae ဆိုတော့ boss mali တော့လူတိုင်းသိကြပါပါသူဆိုလို့ရှိရင်ကျွန်တော် sake စံရည်ကြီးမှုနဲ့လည်းစွန့်နေမှုရှိတယ်စပင်ဆိုတာက fashion တစ်ခုတည်းမဟုတ်ဘဲနဲ့ချိုးသောလူမျိုးတွေအတွက်စပင်ဟာတမိုးထားရာညှဉ်းနှိုးရာယုံကြည်မှုဘာသာရေးရလည်းဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်တို့ကစပင်ပုံစံချင်းပြီးတယ်စပင်မျက်စရာတွေပဲလူတိုင်းအတွက်စပင်ရဲ့အတိတ်ပဲတွေကမတူကြဘူးဆိုတော့သိစေချင်တဲ့ရွှေချင်းတွေပါအခုကြည့်နေတဲ့ညီကိုမိတ်ဆွေကအကယ်၍များဘဝတစ်လျှောက်လုံးမှာစပင်လုံးဝမညက်ကဘူးဆိုရင်နေနိုင်မှာကျွန်တော် comment လေးမှာရေးသွားခဲ့ပြီပါကျွန်တော်ကတော့ no စပင်ရစရာဖြစ်တဲ့အတွက်အဲ့လိုလူတွေအများကြီးရှိနေတယ်ထမင်းမြတ်မှာကျင်းတယ်